Hello မင်္ဂလာပါရှင်ဒီ vlog လေးကတော့ဆိုရရန်ကုန်ရောက်တော့မုတ်ပတ်စားတဲ့ vlog လေးပဲဖြစ်ပါတယ်ဆိုရရောက်ချင်းရှမ်းခေါက်ဆွဲစားကျင်တာနဲ့ရှမ်းရွာမှာရှမ်းခေါက်ဆွဲရင်စားရဲရှမ်းခေါက်ဆွဲတူနှွေးခေါ်ပုတ်ဟင်းတုပ်အဲဒီစားခဲ့ပေါ့နော်ရောက်တော့ရင်နှွေးချပဲရင်နှွေးတောက်ပြီးစားပါပြီ妈妈玩。有点这个色。ပြီးတော့ဆိုတာအိမ်ချက်တဲ့အတော်ချက်ပဲကကြီးခိုက်စားပါရဲ့ဟယ်လိုတရားမဖတ်ထုတ်အိမ်ရှိမှလာရောက်လို့ဆိုမီးပြက်ရမ်းပူတရားမဖတ်တော့ကြပူပူလေးဆိုတော့ပူလုံးလေးစားwrap snack ဟုတ်လားကောင်းလားဟမ်မကောင်းကောင်းလားဒါတော့ပွဲစည်းမသွားခင်အိမ်နဲ့မှလာရှန်ခေါ်စားပါရဲ့ဒါလည်းအိမ်မှာချက်တဲ့ကြက်သားပလာတာအိမ်မှာပဲဆိုတော့လက်နဲ့ပဲကြိတ်လိုက်ပါတယ်မီးကတော့ပြက်နေတယ်ဟုတ်တယ်နော်ရရချက်သားခုမှပေါ်လေးမှာပဲစိုက်ပြဒါတော့တငယ်ချင်းနဲ့မတွေ့ရကြလို့သွားတွေ့တာအော်မူမှာပါအခုနည်းနည်းပြန်လို့ရတယ်ဆိုတော့ကျောင်းပါရဲ့အိမ်ပါဘယ်လိုလဲသိလို့ရတယ်ငယ်ချင်းသိ
ပြီးတော့ဒါရက်ကွက်ထဲကကော်ဖီဆိုင်လေးမှာပဲလက်ဖက်တုံးရှောက်တီတုံးနဲ့ပြည်ထမင်းတုပ်စားခဲ့ပါတယ်拉萨的哟，哎呀，你是姐吗？马来亚好吗？ ဆုံးဖြတ်ကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ် See you in my next vlog bye bye